လူတယောက်ကိုအယမ်းချစ်နေရတဲ့သူ့ကိုလက်လွတ်ဆုံရှုံခံလိုက်ရတဲ့အတွေ့အကြုံမျိုးတစ်မှရှိဘူးရသလားကျွန်တော်တို့ငယ်ငယ်ကလေးကကြည့်ခဲ့ရတဲ့ရုပ်ရှင်တွေဖတ်ခဲ့ရတဲ့ဝတ္ထုတွေထဲမှာဆိုရင်တော့အချစ်ကအရာအားလုံးကိုအောင်နိုင်တယ်လို့ဆိုကြပါတယ်ချစ်နေဖို့ပဲလို့တယ်ကျန်တဲ့အကုန်လုံးကိုကြော့ဖြစ်နိုင်တယ်လို့ကျွန်တော်တို့ယုံကြည်ခဲ့ကြပါတယ်ဒါပေမဲ့လက်တွေ့ဘဝကြီးတွေကိုတကယ်တမ်းရောက်လာတဲ့အခါကျွန်တော်တို့ထင်ထားတယ်လို့ဖြစ်မလာခဲ့ပါဘူးတခါတလေမှာလူနှစ်ယောက်ဟာတယောက်ကိုတယောက်အသက်ထက်ဆုံးချစ်နေကြပါရဲ့နဲ့တရောစံတွေအပြည့်အဝရှိနေကြပါရဲ့နဲ့အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲတွားကြရတဲ့အဖြစ်အပျက်တွေကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးရှိပါတယ်သူတို့မချစ်တော့လို့လားမဟုတ်ပါဘူးသူတို့တယောက်ကိုတယောက်တစ္ဆာဖောက်သွားကြလို့လားဒါလည်းမဟုတ်ပြန်ပါဘူးဒါဆိုရင်ဘာကြောင့်များဒီလောက်ချစ်နေရတဲ့သူတို့ရဲ့လက်တွေကိုဖြုတ်ချပြီးကြောခိုင်းသွားကြရတာလဲအားလုံးပဲမင်္ဂလာပါခင်ဗျာဟီယန်ရှိမြန်မာ channel ကနေနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ဟီယန်ရှိမြန်မာ channel ကနေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ပရိသတ်တွေရဲ့ယင်ထဲကိုတိုက်ရိုက်ထိမှန်စေမယ်တချင်ကကိုယ်တိုင်လဲကြုံတွေ့ခဲ့ဘူးကောင်ကြုံတွေ့နိုင်မဲ့ချစ်လျက်နဲ့လမ်းခွဲသွားကြတဲ့စုံတွဲတွေရဲ့နောက်ွယ်မှာအကြီးမားဆုံးအကြောင်းရင်းများဆိုတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာတင့်ရဲ့နှလုံးသားတွေကအနာတရားတွေကိုကုစားပြနိုင်ဖို့နဲ့အချစ်ဆိုတဲ့အရာကိုနောက်ထပ်ရှုထောင့်တစ်ခုကနေနားလည်နိုင်ဖို့ကူညီပေးနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ရဲ့အကြောင်းအရာလေးကိုစတင်လိုက်ကြရအောင်ဗျာနှစ်ကအရာအားလုံးကိုအောင်နိုင်တယ်ဆိုတဲ့ဒန္တာရီပထမဆုံးအနေနဲ့ကျွန်တော်တို့တွေးကြည့်ရမယ့်ချက်ကတော့အချစ်ဟာဆက်ဆံရေးတစ်ခုကိုရေရှည်တည်တံ့ဖို့တဲ့လုံလောက်ရလားဆိုတဲ့မေးခွန်းပါပဲချစ်သူနဲ့အစောပိုင်းတွေ့ဆုံကြတဲ့ honeymoon ကာလမှာတော့အချစ်ကလွဲရင်ကျန်တာဘာမှမလိုအပ်ဘူးလို့ထင်ရတဲ့ပါပဲဒါပေမဲ့နှစ်တည်ကြာနာတာနဲ့အမျှအချစ်ဆိုတဲ့ခံစားချက်တစ်ခုတည်းနဲ့တင်ဘဝကြီးကိုရင်ဆိုင်ဖို့ဆိုတာမလုံလောက်တော့ပါဘူးလက်တွေ့ဘဝရဲ့စိန်ခေါ်မှုတွေစီးပွားရေးအကျက်တဲတွေတာဝန်ဝတ္တရားတွေကချစ်ချင်းမြတ်တာဆိုတဲ့ပန်ကင်လေးတွေကိုချမ်းထမ်းစွာဝင်ရောက်လာတတ်ပါတယ်ဥပမာပြောရရင်လူနှစ်ယောက်ဟာတယောက်ကိုတယောက်အယမ်းချစ်ကြတယ်ဒါပေမဲ့တယောက်ကလက်တွေ့ကြရစဉ်းစားတတ်ပြီးအနာဂတ်အတွက်ကြိုတင်ပြင်ဆင်ခြင်းတူနောက်တယောက်ကတော့ဒီနေ့အတွက်ပဲရှင်းထမ်းခြင်းပြီးဘာအစီအစဉ်မှမရှိသူဖြစ်နေမယ်ဆိုပါစို့အစပိုင်းမှာတော့ဒါဟာချစ်စရာကောင်းတဲ့ကြွားချချက်လေးလို့မြင်နိုင်ပါတယ်ဒါပေမဲ့အိမ်တောင်ပြုတ်ဖို့မိသားစုဘဝတိဆောက်ဖို့ရောက်လာတဲ့အခါမှာတော့ဒီကြွားချချက်ကကြီးမားတဲ့ပဋိပက္ခကြီးကိုဖြစ်ပေါ်စေပါတယ်ချစ်နေပေမဲ့လည်းလက်တွေ့ဘဝကိုအတူတကွတိဆောက်ဖို့မဖြစ်နိုင်တော့တဲ့အခါနာကျင်စွာနဲ့ပဲလမ်းခွဲဖို့ဆုံးဖြတ်လိုက်ကြရတာမျိုးဖြစ်ပါတယ်အချစ်ကရှိနေပေမဲ့ဘဝဆိုတဲ့လွယ်ကြီးကိုအတူတူလှော်ခတ်ဖို့ခွန်အားနဲ့ရည်မှန်းချက်မတူညီတဲ့အခါလမ်းခွဲခြင်းသာပါအကောင်းဆုံးထပ်ပေါက်ဖြစ်သွားတတ်ပါတယ်ဒုတိယချက်အနေနဲ့ကတော့အချင်းခါပါပဲမှန်ကန်တဲ့လူတစ်ယောက်ကိုမှားယွင်းတဲ့အချိန်မှာတွားတိတ်ခြင်းဆိုတာဟာရင်နာစရာအကောင်းဆုံးကံကြမ္မာရဲ့လောင်ပြောင်မှုတစ်ခုပါပဲလူတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့အခါသူတို့ဖြတ်သန်းနေရတဲ့ဘဝရဲ့အဆင့် life stage တွေကအရန်ကြီးကြည့်ပါတယ်ယောက်ျားလေးတစ်ယောက်ဟာသူ့ရဲ့ career လုပ်ငန်းခွင်မှာနေရာတစ်ခုရဟုအောင်မြင်မှုအတွက်အပြင်းထန်စူးစမ်းနေရတဲ့အချိန်ဖြစ်နေနိုင်ပါတယ်ဒီအချိန်မှာသူကအချစ်ရတဲ့အလုပ်ကိုပို့ပြီးအချိန်ပေးရပါတော့တယ်သူရဲ့ချစ်သူမိန်းကလေးကတော့အလုပ်ကောင်တီးငိန်နေပြီးအိမ်ထောင်ပြုတ်မိသားစုဘဝတစ်ခုတီးဆောက်ချင်နေတဲ့အချိန်ဖြစ်နေနိုင်ပါတယ်ဒီလိုချိန်နေမျိုးမှာယောက်ျားလေးကလည်းသူ့ကိုအယမ်းချစ်တယ်မိန်းကလေးကလည်းအယမ်းချစ်တယ်ဒါပေမဲ့မိန်းကလေးကသူ့အတွက်အချိန်ပေးမှုနဲ့အာရုံစိုက်မှုကိုလိုအပ်နေချိန်မှာယောက်ျားလေးကမပေးနိုင်ဘူးယောက်ျားလေးကလည်းသူ့ရဲ့ရည်မှန်းချက်တွေကိုနားလည်ဖို့တောင်းဆိုချိန်မှာမိန်းကလေးကစောင့်ဆိုင်ဖို့ခက်ခဲနေတယ်ပါတယ်နောက်ဆုံးမှာတော့ငါကြောင့်မင်းရဲ့အချိန်တွေမဆုံးရှုံးစေခြင်းတော့ဘူးဆိုတဲ့အကြောင်းပြချက်ဒါမှမဟုတ်ငါတို့ရဲ့ရှေ့ဆက်ရမယ့်လမ်းတွေကမတူတော့ဘူးဆိုတဲ့နားလည်မှုတွေနဲ့အချစ်ကိုရင်ဘတ်သေးတိုက်တူးသိမ်းဆဲရင်လမ်းခွဲသွားကြပါတော့တယ်တိုင်ပင်လို့ခေါ်တဲ့အချိန်အခါကိုက်ညီမှုမရှိခြင်းဟာချစ်လျက်နဲ့လမ်းခွဲရခြင်းရဲ့အဆိုးရွားဆုံးတရားခံတွေကတစ်ခုဖြစ်ပါတယ်တတိယအကြောင်းရင်းကတော့နှက်ဆိုင်ပါတယ်အဲ့ဒါကတော့ core values လို့ခေါ်တဲ့ဘဝရဲ့အခြေခံတန်ဖိုးထားမှုတွေနဲ့အနာဂတ်မျှော်မှန်းချက်တွေလုံးဝကွဲလွဲနေခြင်းပဲဖြစ်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ကြီးပြင်းလာခဲ့ရတဲ့ပတ်ဝန်းကျင်မိသားစုနောက်ခန်းနဲ့ယုံကြည်မှုတွေဟာမတူညီကြပါဘူးချစ်သူဘဝမှာဒီအရာတွေကိုလစ်လျူရှုထားလို့ရပေမဲ့ဘဝတစ်ခုကိုအတူတူထူထောင်တော့မယ်ဆိုရင်ဒီအချက်တွေကမဖြစ်မနေထိတ်တိုက်တွေ့လာရပါတယ်အရှင်းလင်းဆုံးဥပမာတစ်ခုပြောရရင်ကလေးယူမလားမယူဘူးလားဆိုတဲ့ကိစ္စမျိုးပါတယောက်ကကလေးအယမ်းချစ်ပြီးတိုက်တိုက်ဝင်းဝင်းမိသားစုဘဝလေးကိုလိုချင်တယ်နောက်တစ်ယောက်ကတော့ကလေးမယူပဲလွတ်လွတ်လပ်လပ်ခရီးတွေသွားအလုပ်တွေလုပ်ရင်း DINK လို့ခေါ်တဲ့ double income no kids ဘဝမျိုးကိုပဲဖြတ်တန်းခြင်းတယ်ဒီလိုကိစ္စမျိုးဟာဘယ်သူကမှတစ်ဖက်လူအတွက်အလျှော့ပေးလို့မရတဲ့ကိစ္စမျိုးပါ
အလျှော့ပေးခဲ့ရင်လည်းတက်လုံးစိတ်ထဲမှာမချေနှက်မှု resentment တွေ gain အောင်နေတတ်ပါတယ်နောက်ထပ်ကွဲလွဲမှုတွေကတော့ငွေကြေးသုံးစွဲမှုအလေ့အထ financial habits တွေပါတယောက်ကငွေကိုစနစ်တကျစုဆောင်းတတ်သူတယောက်ကတော့လက်ဖွာပြီးဝင်သလောက်သုံးတတ်သူဒါမှမဟုတ်ဘာသာရေးလူမျိုးရေးကပတ်သက်တဲ့နှက်ဆိုင်တဲ့ယုံကြည်မှုကွဲလွဲမှုတွေဒီလိုအခြေခံတန်ဖိုးထားမှုတွေမတူညီတဲ့အခါဘလောက်ပဲချစ်ရေရှည်မှာငရဲခန်းတစ်ခုလိုဖြစ်လာမှာကိုကြိုမြင်ပြီးနှလုံးသားကိုခွဲကလမ်းခွဲလိုက်ကြတာဟာချစ်လျက်နဲ့ဝေးရခြင်းရဲ့အဓိကအကြောင်းရင်းပါပဲဆက်လက်ပြီးပြောပြချင်တာကတော့အယမ်းကိုအရေးကြီးတဲ့အချက်တစ်ခုပါချစ်ချင်းကကြီးမားလုံးပေမဲ့အဲ့ဒီဆက်ဆံရေးကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်လာတဲ့အခါမျိုး toxic relationship ဖြစ်လာတဲ့အခြေအနေမျိုးပါသူ့ကိုအယမ်းချစ်တယ်ဒါပေမဲ့သူ့အနားမှာရှိနေရင်ငါ့ကိုငါပလောက်ဆုံးနေတယ်လို့ခံစားရတယ်ဆိုတဲ့စကားကိုကြားဘူးကြမယ်ထင်ပါတယ်တခါတလေမှာချစ်ချင်းမေတ္တာဟာပိုင်းဆိုင်လို့မှုတန်တရာတဝန်ချိုမှုတွေဖြစ်အသွင်ပြောင်းသွားတတ်ပါတယ်တယောက်နဲ့တယောက်အလွန်အကျွမ်းမိခိုးလွန်းတာ codependency တွေဖြစ်လာပြီးကိုယ်ပိုင်ဘဝကိုယ်ပိုင်အချင်းဆိုတာမရှိတော့လောက်အောင်ရစ်ပတ်နှောင်တွေလာကြပါတယ်ဒါအပြင်တစ်ဖက်လူရဲ့စိတ်တန်ရာတွေအချင်းဆိုးတွေကိုပြုပြင်ပေးနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ဒီခံနေကြရတဲ့စုံတွဲတွေလည်းရှိပါတယ်ဥပမာအရက်လောကစားဒါမှမဟုတ်ဒေါသအကြီးတဲ့အချင်းတွေကိုချစ်လို့ခွင့်လွတ်ပေးရင်နဲ့နှစ်တွေသာကြာလာတဲ့ဘာမှပြောင်းလဲမလာတဲ့အခါမျိုးပါဒီလိုချိန်မှာလူတစ်ယောက်ဟာဆုံးဖြတ်ချက်တစ်ခုကိုခက်ခဲစွာချရပါတော့တယ်အဲ့ဒါကတော့ငါထုတ်ကိုချစ်တာထက်ငါကိုငါပိုချစ်ထူလိုနေပြီဆိုတဲ့အတီးတရားပါကိုယ့်ရဲ့စိတ်ကျန်းမာရေး mental health နဲ့ကိုယ့်ရဲ့အနာဂတ်မပျက်စီးစေဖို့အတွက်တွေးထွတ်တန်ယူနေတဲ့နှလုံးသားကိုစုပ်ကချစ်လျက်နဲ့ကြောခိုင်းသွားရတာမျိုးပါဒါဟာမချစ်တော်လို့မဟုတ်ပဲဆက်ချစ်နေရင်နှစ်ယောက်စလုံးပျက်စီးသွားနိုင်လို့ကဲတင်လိုက်ခြင်းတစ်မျိုးပါပဲငါစားမြောက်အကြောင်းရင်းကိုကြည့်ရအောင်ကျွန်တော်တို့မြန်မာလူပေါင်းအပါအဝင်အာရှယဉ်ကျေးမှုတော်တော်များများမှာအိမ်တော်ပြုတယ်ဆိုတာလူနှစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပါဘူးမိသားစုနှစ်စုရဲ့ပေါင်းစပ်မှုဖြစ်ပါတယ်ဘယ်တော့ပဲချစ်ကြပါရဲ့မိဘတွေရဲ့သဘောမတူမှုဆွေမျိုးအတိုင်းဝိုင်းရဲ့ကန့်ကွက်မှုတွေကိုရေရှည်ရင်ဆိုင်ရောက်တဲ့အခါအချစ်ဟာတဖြည်းဖြည်းမွန်းကျက်လာပါတယ်ငါကိုရွေးမလားမိဘကိုရွေးမလားဆိုတဲ့မေခွန်းဟာကဘာပေါ်မှာဖြေရအချက်ဆုံးမေခွန်းတစ်ခုပါမိဘဆိုတာလဲတက်လုံးကျွေးမွေးပြုစုလာလဲကျေးဇူးရှင်လေချစ်သူဆိုတာလဲတက်လုံးအတူပေါင်းတင်သွားခြင်းတဲ့သူဒီနှစ်ခုကြားမှာဗျာများရတဲ့အခါစိတ်ပိုင်းဆိုင်ရာပြင်ပန်းနွမ်းနယ်မှု mental exhaustion တွေအများကြီးဖြစ်လာပါတယ်တချို့ဆုံတွေဟာမိဘတွေရဲ့ခွင့်လွှတ်မှုကိုရယူဖို့နှစ်နဲ့အကြည့်ပြီးစ조사ကြပါတယ်ဒါပေမဲ့မိဘတွေဘက်ကလုံးဝလက်မခံတဲ့အခါချစ်သူကိုကြောင့်မိဘတွေနဲ့အစင်မပြေဖြစ်ရတဲ့ဒုက္ခကနေကေတင်ခြင်းနဲ့စိတ်နဲ့လမ်းခွဲပေးလိုက်ကြသူတွေအများကြီးပါကိုမင်းကိုချစ်တယ်ဒါပေမဲ့ကိုကြောင့်မင်းမိဘတွေနဲ့အစင်မပြေဖြစ်ရတာကိုဆက်ပြီးမကြည့်ရတော့ဘူးဆိုတဲ့စကားဟာရုပ်ရှင်တွေထဲမှာလည်းမဟုတ်ပဲလက်တွေ့ဘဝမှာပါနေ့စဉ်နဲ့အမျှကြားနေရတဲ့လမ်းခွဲစကားတစ်ခုဖြစ်ပါတယ်နောက်ထပ်အကြောင်းရင်းတစ်ခုကတော့တဖြည်းဖြည်းနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေပြတ်တော်သွားခြင်းပါအချစ်ရှိုံနဲ့နားလည်မှုရှိလာမဟုတ်ပါဘူးလူနှစ်ယောက်ဟာတအိမ်နဲ့အတူနေကတင်တလုံးထဲမှာအတူအိတ်နေကြပေမဲ့စိတ်တွေကမိုင်းထောင်ချီဝေးကွာနေနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ရင်တွင်းခံစားချက်တွေကိုပွင့်လင်းမပြောဆိုကြတော့လို့ပါပြဿနာလေးတွေဖြစ်လာတဲ့အခါဖြေရှင်းမှုထက်မျိုးတိထားလိုက်ကြတယ်သူဟာသူတီးမှာပေါ့ဆိုတဲ့မျှော်လင့်ချက်အမားတွေနဲ့နှုတ်ဆက်နေကြတယ်အဲ့ဒီမျိုးတိထားတဲ့မကျေနပ်ချက်လေးတွေကတဖြည်းဖြည်းစုပုံလာပြီးကြီးမားတဲ့ရေခဲတောင်ကြီးတစ်ခုဖြစ်လာပါတယ်နောက်ဆုံးမှာတော့ငါဘာလို့ तू မှနားမလဲတာငါပြောလဲထူးမှာမို့လို့လားဆိုတဲ့အဆင့်ကိုရောက်သွားပါတော့တယ် love languages လို့ခေါ်တဲ့အချစ်ကိုဖော်ပြတဲ့နီးလန်းတွေမတူညီတာကလည်းပြဿနာပါပဲယောက်ျားလေးကအလုပ်တွေစ조사ပြီးငွေရှာပေးတာဟာမိသားစုကိုအချစ်လို့ပဲဆိုပြီးခံယူထားတယ်မိန်းကလေးကတော့ငွေကြီးတဲ့အချိန်ပေးမှုနဲ့နှွေးထွေးတဲ့စကားလေးတွေကိုပို့လို့ချင်တယ်ဒီလိုလိုအပ်ချက်တွေလွဲချိုလာတဲ့အခါနှစ်လောက်စလုံးဟာချစ်နေပါရန်နဲ့အထီးကျန်ဆန်းလာကြတယ်အဲ့ဒီအထီးကျန်မှုကပဲနောက်ဆုံးမှာငါတို့နှစ်ယောက်စလုံးပိုကောင်းတဲ့ဘဝကိုရှာဖို့လမ်းခွဲတဲ့အကောင်းဆုံးပဲဆိုတဲ့ဆုံးဖြတ်ချက်ကိုချမိစေပါတယ်နောက်ဆုံးပြောပြခြင်းတဲ့အကြောင်းရင်းကတော့တော်တော်လေးနားလည်ရခက်ပြီးလေးနက်ပါတယ်အဲ့ဒါကတော့ growing apart လို့ခေါ်တဲ့အတူတူကြီးပြင်းလာမယ့်အစားလမ်းကြောင်းတွေတစ်ဖက်တစ်ချက်စီကိုကွဲထွက်သွားခြင်းပါလူဆိုတာအချိန်နဲ့အမျှပြောင်းလဲနေတဲ့တတဝါပါအသက်20မှာတွေးခဲ့တဲ့အတွေးခေါ်နဲ့အသက်30မှာတွေးတဲ့အတွေးခေါ်လုံးဝမတူတော့ပါဘူးငယ်ငယ်ရွယ်ရွယ်နဲ့ချစ်သူဖြစ်ခဲ့ကြတဲ့စုံတွဲတွေမှာဒါမျိုးအများဆုံးတွေ့ရတတ်ပါတယ်နှစ်တွေကြာလာတာနဲ့အမျှတယောက်ရဲ့ဝါဒနာတွေ
စိတ်ဝင်စားမှုတွေဘဝကိုရှုမြင်သုံးသပ်ပုံတွေကပြောင်းလဲလာပါတယ်တယောက်ကဘဝမှာတည်ငြိမ်အေးချမ်းမှုကိုရှာဖွေခြင်းလာပေမဲ့နောက်တစ်ယောက်ကတော့စွန့်စားမှုတွေအသက်အဆန်းတွေကိုပိုမှမောလာတတ်ပါတယ်ဒီလိုပြောင်းလဲလာတဲ့အခါသူတို့နှစ်ယောက်ကြားမှာအရင်ကလိုတူညီတဲ့ဆက်ဆက်မှု connection မရှိတော့ပါဘူးသူတို့တယောက်ကိုတယောက်ချစ်သေးလားဆိုတော့ချစ်ပါတယ်အတိတ်ကအမှတ်တရတွေကိုလည်းမျက်နှိုးကြတယ်ဒါပေမဲ့ပစ္စုပ္ပန်မှာရှိနေတဲ့သူတို့နှစ်ယောက်ရဲ့ version အသစ်တွေဟာတယောက်နဲ့တယောက်ကိုက်ညီမှုမရှိတော့ပါဘူးဒီလိုအခြေအနေမှာလမ်းခွဲခြင်းဟာရန်ဖြစ်လို့မဟုတ်ပဲတယောက်ရဲ့တိုးတက်ပြောင်းလဲမှုကိုတယောက်ကလေးစားစွာနဲ့အတိကမတ်ပြုပြီးလွတ်လပ်ခွင့်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်ဒါဟာအလွန်ရင့်ကျက်တဲ့လမ်းခွဲခြင်းဖြစ်ပြီးချစ်လျက်နဲ့ဝေးရခြင်းရဲ့အလှပါဆုံးနဲ့အနာကျင်ဆုံးပုံစံတစ်ခုလိုတောင်ဆိုနိုင်ပါတယ်